Question number 7 an engine strain in 9,220 joule and thus 1,750 joule or watt is cycle 5 operated between 389 degrees Celsius and 379 degrees Celsius လို့သူပြောထားတယ်။သူပြောတာကဒီ engine လေးတစ်ခုရဲ့တဲ့အပူစွမ်းအင်ပေါ့နော်။အပူစွမ်းအင်9,220 joule မှာတဲ့အပူချိန်ရော689 degrees Celsius နဲ့390 degrees Celsius ရဲ့ဂျောင်းမှာအလုပ်ဘလောက်လုပ်လဲဆိုလို့ရှိရင်တော့1950အလုပ်လုပ်တယ်လို့သူပြောတယ်เนาะဒီ1950ကဝအလုပ်လုပ်တယ်လို့ပြောတယ်ဒီ engine လေးကလောက်မှလဲ9,220မှာ engine လေးရဲ့အပူစွမ်းအင်ရော9,220မှာသူအလုပ်လုပ်လိုက်တာက1950ဝအလုပ်လုပ်တယ်အပူချိန်ရောဘာနဲ့ဘာဂျောင်းမှာလဲ689 degrees Celsius နဲ့390 degrees Celsius ရဲ့ဂျောင်းမှာဆိုဒီကျဲတို့ကဒီ engine ရောလို့ပြောတဲ့အတွက်ကြောင့်မို့လို့သူပေးထားတာကကျဲတို့ကို heat import လေးပေးထားတာเนาะ heat import ဆိုတာ H တန်ဖိုးလေးပေးထားတယ်ပြီးလို့ရှိရင်ဒီမှာကျတော့ output wall လေးပေးထားတာပေါ့နော် W ရဲ့တန်ဖိုးလေးသူပေးထားတယ် temperature ကျတော့ဒီမှာဆိုလို့ရှိရင် high temperature က689ဒီမှာကျတော့ cold temperature ကျတော့390ခန့်အဲ့တော့ကျဲတို့ကဒါတွေကိုဘာပြောင်းရမလဲဆိုလို့ရှိရင် Kelvin ပြောင်းပေးရမယ် Kelvin ပြောင်းမယ်ဆိုတော့2ခန့်73ပေါင်းလိုက်မယ်2ခန့်73ပေါင်းလိုက်မယ် Kelvin ပြောင်းလိုက်မယ်ဟုတ်ပြီနော်ဒါကတော့ page check တွေပြီးသွားပြီအဲ့မှာ A မှာကျတော့ဘာပြောလဲဆိုတော့ for is a actual efficiency ဆိုတာကသူ့ရဲ့အမှန်တကယ်အလုပ်လုပ်နိုင်တဲ့စွမ်းရည်မန်နေဂျာရရှိနိုင်တဲ့စွမ်းရည်ရောပါလေတဲ့ဘီမာကျတော့ for is a maximum theoretical efficiency သူ့ရဲ့ theory ရအများဆုံးစွမ်းရည်လို့ချိန်တာเนาะ theory ရအများဆုံးစွမ်းရည်လို့ချိန်တယ်အဲ့တော့ကျဲတို့ကဒီပုတ်စော်ကိုစဉ်းစားမယ်ဆိုလို့ရှိရင်ဒီ actual efficiency ရဲ့ပုံတင်နည်းလေးเนาะ actual efficiency ဆိုလို့ရှိရင် eta equal to WOD ကျွိတ်နဲ့စာ WOD ကျွိတ်နဲ့စာပြောမယ်ဆိုလို့ရှိရင် 1 output dB တော့ heat input လေးနဲ့စာပေးရမယ် maximum efficiency ကိုလိုချိန်လို့ရှိရင် eta c equal to 1 minus dc by dA ဆိုတဲ့ပုံတင်နည်းလေးနှစ်ခုရှိတယ်ဒီမှာတွေ့ရမယ့် temperature တွေကျတော့အများတိုင်း Kelvin ပြောင်းပြီးတွေ့ပေးရမယ်ဟုတ်ပြီနော်အဲ့တော့ကျတော့နံပါတ် A လေးကိုတွေ့မှာပေါ့အဲဆိုနံပါတ် A လေးမှာနံပါတ် A လေးကိုတွေ့မယ်ဆိုလို့ရှိရင်ဒီတန်ဖိုးလေးပေါ့နော်ဒီမှာအစောသွင်းပြီးတော့တွေ့လိုက်လို့ရှိရင် 0.19 အဲ့တော့မဒီကျတို့ကဒီ efficiency ဆိုတော့ကျတို့ကရာခိုင်နှုန်းနဲ့ဖော်ပြမယ်ရာခိုင်နှုန်းနဲ့ဖော်ပြတော့104နဲ့မြောက်လိုက်တော့ percent နဲ့ရမယ်နော် 90% ရမယ်actual efficiency က 90% ရမယ် maximum efficiency တွေ့လိုက်လို့ရှိရင်လည်းအဲ့လိုပဲသူကိုရာခိုင်နှုန်းနဲ့ဖော်ပြလိုက်လို့ရှိရင်ဒီဖြစ်လေးရမယ်ဟုတ်ပြီနော်အဲ့ဒီမှာသူအမှန်တကယ်လှုပ်တာဒီကျဲတို့ကဒီ diplomat ဆိုလို့ရှိရင်ဒီ agent ကတဲ့ရော့ယူလိုက်တဲ့အပူစွမ်းအင်100% ထဲကတဲ့19% ကိုပဲအလုပ်ဖြစ်ပြောင်းပြီးတော့လုပ်တယ်လို့ပြောတာသူလို့အမှန်တကယ် actual efficiency က19% ပဲလုပ်တယ်လို့ပြောတာနော်သူရဲ့ maximum efficiency